ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာအောင်စေဒုတိ channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ကဲမနေ့ကကျွန်တော်တို့၄-5ရတယ်ဗျာနော်ညီကိုထွက်သွားတယ်တကယ်လို့၄-6ဆိုရင်တော့ကျွန်တော်တို့ main ကွက်တွေထပ်ပြီးတော့အောင်မြင်မှုမှန်ဗျာနော်အဲ့တော့ကျွန်တော်တို့ကတ်လွဲလေးနဲ့ခံလိုက်ရတယ်အဲ့အတွက်လည်းစိတ်မကောင်းပါဘူးဗျာနော်ကျွန်တော်တို့ပွဲဥစားပဲရှိသေးပါဗျာနော်စိတ်အေးထားပါကျွန်တော်ရဲ့အဖွဲ့ဝင်တွေအားလုံးပဲကျွန်တော်တို့ဒီအပတ်မွေးကနန်းနဲ့ဗုဒ္ဓမကျော်စားတိုးပတ်တီကိုရေရေကစားဖို့ပြောချင်ပါတယ်ဗျာနော်ကျွန်တော်ရဲ့စားတိုးပတ်တီကလည်းအပတ်တိုင်းလို့အောင်မြင်ပါတယ်အဲ့တော့နေတိုက်တွေပဲကျွန်တော်တို့ကတ်လွဲလေးတွေကျွန်တော်တို့ရန်ကွက်လေးတွေနဲ့ပဲကျွန်တော်တို့ဖြည့်သိရတာဗျာနော်ကဲဒီအပတ်တော့ကျွန်တော်ရဲ့အဖွဲ့ဝင်တွေအားလုံးအတွက်အကောင်းဆုံးကြိုးစားပေးတာပါဗျာနော်ဒီအပတ်အော်ကွက်တွေ main ကွက်တွေတေချာပေါက်ဝင်မယ်လို့ယုံကြည်ပါတယ်ကဲဒါဆိုရင်ကျွန်တော်ရဲ့ YouTube မိတ်ဆွေများအားလုံးအတွက်ကိုညနေထိတ်စီရဲ့ဝန်ကျင်းရဲ့ကျွန်တော်မထိမပေါက်ကြီးရဲ့တင်ပြထားပါဗျာနော်မနက်ကမထိမပေါက်ကြီးမဝင်ထားတဲ့အတွက်ညနေတေချာပေါက်လာမယ်လို့ယုံကြည်ပါဗျာနော်ကဲဒါဆိုရင်ကျွန်တော်တို့အတူတူကြည့်လိုက်ကြအောင်ဗျာနော်ကဲထုံးစံနိုင်ပဲကျွန်တော်တို့အဖွင့်နေညနေအတွက်ပေါက်ကနန်းလေးမရယူခင်မှာကျွန်တော်ရဲ့အောင်စေဒုတိ channel အကောက်တစ်လေးကို subscribe နဲ့ရသေးဘူးဆိုလို့ရှိရင် subscribe လေးနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်တို့အသစ်တင်တိုင်းပေါက်ကနန်းတွေတင်တိုင်းတွေ့အောင်လို့ subscribe ပြီးနာ notification ခေါင်းလောင်းလေးလည်းနှိပ်ပြထားကြပါဦးပြီးရင်ကျွန်တော်ရဲ့ YouTube မိတ်ဆွေများအားလုံးကျွန်တော်ပြောချင်တာကကျွန်တော် site လေးနဲ့ပြပြီးတော့မတင်ပေးတော့ပါဗျာနော်အဲ့တော့ကျွန်တော်ထုတ်ပေးတဲ့ကဏ္ဍတွေကိုကြိုက်ရင်ကစားပါမကြိုက်ဘူးဆိုရင်ကြော်သွားပါဗျာနော်ကျွန်တော်လိုရင်းတိုရှင်းကိုပဲချပြပေးပါမယ်ဗျာနော်ကဲဒါဆိုရင်ဒီလောက်ပါဗျာနော်ညနေအားလုံးကံကောင်းကြပါစေခင်ဗျာ